၄ နှစ်ဆက်ချန်ပီယံဆိုတဲ့ခြေစွမ်းကိုပြသသွားခဲ့တဲ့ Manchester City အားလုံးသောဘောလုံးပရိသတ်များမင်္ဂလာပါဗျကျွန်တော်ဒီနေ့မနက်အစောပိုင်းမှာအကျိတ်နဲ့ရင်ဆိုင်ခဲ့ကြတဲ့ Manchester City နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်အကြောင်းကိုပြပြသွားမှာပါဒီပွဲမှာ Manchester City က position control ကောင်းကောင်းနဲ့ Crystal Palace ကိုအကျိတ်နဲ့ဖိအားပေးပြီးရင်ဆိုင်သွားခဲ့တယ်ပဲလေးကလည်းကောင်တာအတက်တွေနဲ့ Man City နောက်တန်းကို dangerous ဆိုတဲ့အလုံးတွေနဲ့ဒုက္ခပေးသွားခဲ့တယ်။ Rodri မပါပေမဲ့လည်း Bernardo Silva နဲ့ Phil Foden တို့ကကွင်းလယ်ကိုဘယ်လောက်ထိကောင်းကောင်းချိန်ချောင်းသွားခဲ့တယ်ဆိုတာကိုကျွန်တော်ဒီ review လေးမှာပြပြသွားမှာဖြစ်ပါတယ်ဗျ။ဒီမနေ့အစောပိုင်းမှာတော့ Manchester City FC က Crystal Palace ကို3-0 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်နိုင်ယူသွားခဲ့ပါတယ်။ပွဲစားပိုင်းမှာ Crystal Palace ကကောင်တာအတက်နဲ့ pressure ပေးဖို့ကြိုးစားခဲ့ပေမဲ့2မိနစ်မှာတင်ဂိုးရမလို့ဖြစ်သွားခဲ့တယ်။ဒီဂိုးကလူကျင်မောဖြစ်ခဲ့ပြီးတော့ City fan တွေအနေငယ်တပြင်းချနိုင်ခဲ့တယ်ဗျ။ပထမပိုင်း match ကိုစပြောင်းသွားခဲ့စီတာက32မိနစ်မှာ Phil Foden ရဲ့ defender တွေလုံးဝမထင်ထားလောက်တဲ့ pass အနောက်ပြန်ပေးပို့မှုကနေတဆင့် Anthony Semenyo ကနေပြီးတော့အသာရရပဲဒီဂိုးကိုသွင်းယူသွားခဲ့တာပါ။ဒီကိုက Man City ပွဲရဲ့ပွဲဆက်ရှင်ကိုမြင့်တင်ခဲ့သလိုပါပဲနောက်ထပ်မိနစ်40မှာတော့ Phil Foden ကနေပဲထပ်ပြီးတော့ magic assistant ထပ်လုပ်ခဲ့ပြန်တယ်ဗျဒီတစ်ခါသူ့ရဲ့ quick movement အနေနဲ့ပဲ defender line ကိုလှပပကြော်ဖြတ်ပြီးတော့မာမို့စီကိုတိကျခင်းချင်းပေးလိုက်တာပါအဲနောက်မှာမာမို့ကလှပပကိုသင်းသွားခဲ့နိုင်ပါတယ်လိုနဲ့ပထမပိုင်းကို2-0 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ Man City တို့ကဆက်လက်ဦးဆောင်သွားခဲ့ပါတယ်ဒုတိယပိုင်းပြီးချိန်မှာတော့ City ရဲ့ position control အပြည့်အဝရယူထားပြီးတော့ပဲလေးကဘောလုံးဝမထိရတဲ့လောက်ကိုဖြစ်ခဲ့ရတယ်ဗျဒုတိယပိုင်းပွဲစဉ်မှာလည်းကောင်တာဘက်တွေနဲ့ကောင်တာအတက်တွေနဲ့ကမ်ဘက်လုပ်ဖို့ပဲလေးကကြိုးစားခဲ့ပေမဲ့လည်း City ရဲ့ defense ကလုံးဝ solid ဖြစ်နေခဲ့တယ်ဗျ Rodri မပါပေမဲ့လည်း City ရဲ့နောက်တန်းကတော်တော်မာကျောတယ်လို့ပြောလို့ရတယ်ဗျအဲနောက်မှာတော့ကျွန်တော် fan တွေစောင့်ကြည့်နေတဲ့ movement ရောက်ရှိလာခဲ့တယ်ဗျဒါကတော့ Ryan Cherki လူသားလည်းဝင်ရောက်လာတယ်သူရဲ့ skillful အပြည့်ရှိရဲ့ creativity ကိုကျွန်တော်တို့အပြည့်ပြတ်သွားခဲ့တယ်83မိနစ်မှာပဲ Ryan Cherki ရဲ့ defender line တွေကိုကြော်ဖြတ်ပြီးတော့လှလှပပပေးပို့မှုကနေတစဉ် Savinho ကဘယ်ချောက်လေးနဲ့အတိအကျကို goal သွင်းယူခဲ့တာပါဒီ goal ကကျွန်တော် game over goal လို့လည်းပြောလို့ရတယ်ဗျဒီလိုနဲ့3-0 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ပဲဒီပွဲကအဆုံးသတ်သွားခဲ့တယ်ဒီပွဲမှာကျွန်တော်အကြိုက်ဆုံး player ကိုပြောရမယ်ဆိုတော့ Phil Foden ပါပဲ Rodri မပါပေမဲ့လည်း Bernardo Silva နဲ့တူကွင်းလယ်ကိုအလှပထိန်းချောင်းသွားခဲ့ပြီးတော့ assistant 2ခုဆိုတဲ့ရလဒ်နဲ့ပဲဒီပွဲမှာကျွန်တော်အကြိုက်ဆုံး team player ဖြစ်ခဲ့ပါတယ်Cherki ကလည်းမိနစ်အနည်းငယ်ပဲဝင်လာခဲ့ပေမဲ့လည်း future star ဆိုတဲ့ vibe ကိုအပြည့်အဝပြသသွားခဲ့တယ်